ရှင်အခုကျမကိုဘာပုံမြင်ပြောပြမှာလဲဝေဖြိုးကထိုင်ကုန်မှာအင်ဒရီမပြတ်ဝင်ချရင်ပြီးခဲ့တဲ့အခောက်ကယောနာတန်စင်ရောဆိုတော့အခုရုပ်ကစိုးနဲ့လဲသား900ပုံမြင်လေတကယ်ပါပဲဝေဖြိုးကိုတော့မဖြစ်မနေပင်ချီးကျူးရပေလိမ့်မည်ပုံမြင်တိုင်းမှန်အောင်ပြောနိုင်သည့်အပြင်ယခုအချိန်ထိစိတ်ထဲမှာမေးရန်ပြင်ထားသောပုံမြင်ကိုကျူတင်ကအမှားယွင်းမရှိပြောပြနိုင်နေတော့ဒါဟာလည်းမိုးတိမ်ပြောသည့်အတိုင်းပင်ဖြစ်ပါလိမ့်မည်ယခုလည်းမိုးတိမ်ပြောသလိုသာပေါ့ကျမဒီနေ့အဲ့ဒီပုံမြင်နားထောင်ရမှာပြင်းနေတယ်။ဘာဖြစ်လို့လဲ။မသိဘူးဖြစ်နိုင်ရင်ရှင်အခြားပုံမြင်တစ်ပုဒ်လောက်ပြောင်းပြီးပြောပြပါလား။စူးစမ်းဟန်အကြည့်တစ်ခုချက်ချင်းဆိုသလိုရောက်လာပေမဲ့အင်ဒရီမပြတ်သူမှထိန်းထားနိုင်ခဲ့သည်။ပြီးတော့ဝေဖြိုးမြတ်ဝန်းကျဲ၌ဘာမှမသိသောပြုံးတစ်ခုကိုလည်းတွေ့ရသည်။ကောင်းပြီလေငါဘာပုံမြင်ပြောပြရမလဲ။စိတ်ထဲမှာတွေးထားပြီးသားဖြစ်ပေမဲ့ဟန်မပြတ်စဉ်းစားဟန်တစ်ချက်ပြူကကြောက်စစ်သမားပုံမြင်ဆိုရင်ရောရှင်ပြောလို့အဆင်ပြေနိုင်မလား။မျက်လုံးမလွယ်စတဲ့အကဲခတ်ကြည့်ပေမဲ့ဝေဖြိုးကတော့အေးဆေးပါပဲချွတ်ချော်တိမ်းဆောင်မှုမရှိသောမူအရာဖြင့်ခေါင်းကိုတစ်ဆက်ဆက်ညှိမ့်သည်ပြီးတော့မှတပ်ပြင်းတစ်ခုကိုအတန်မြင်အောင်ချရင်ဖြစ်ပါတယ်ပြောရတာပေါ့ထို့နောက်တော့ကြေးရွာကြီးတစ်ရွာပေါ့အင်ချီတော်တော်များများရှိတဲ့ကြေးရွာကြီးလို့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီရွာကြီးဟာစိမ့်ဆူဆူမရှိပါဘူး6ကတ်တိတ်ဆိတ်နေတဲ့ရွာသူရွာသားတွေရဲ့မျက်နှာတွေကိုကြည့်ရတာလဲအသက်မှာကျက်နေတဲ့ကြေးနီတုံးတုံးလိုနီးကျင်တွေ့ချောင်းနေတယ်စီးပွားရေးလည်းပြည်လည်ကြပုံမရပါဘူးရွာကြီးရဲ့အလင်းမှာရေကန်ကြီးတစ်ကန်ရှိပြီးအဲ့ဒီရေကန်ကြီးကတစ်နှစ်ပတ်လုံးမြေသားမာတွေနဲ့ပက်ကြားအပ်နေတာကိုပဲတွေ့ရတယ်ဒီရွာကြီးမှာရေလဲရှားတယ်ဆိုတဲ့သဘောပေါ့ဟုတ်ပါတယ်ရွာကြီးကလွင်ကြီးခေါင်ပြင်မှာတည်ထားတဲ့ရွာကြီးဖြစ်လို့တည့်ရိပ်ဝါးရိပ်မရှိလေတော့ရေကရှားပြီပေါ့ရွာနဲ့အတော်အကျန်ဝေးတဲ့တဲချောင်းလေးကိုအားပြုပြီးတော့ပဲရက်တည်နေရတာပါပြီးတော့ရွာမှာအိုဟောင်းနေတဲ့ဖះเจ้าကြီးတစ်ကြောင်ရှိရဲ့အဲ့ဒီဖះเจ้าကြီးထဲမှာမိုးလင်းကမိုးချုပ်တနေ့ကုန်ငိုက်မီးနေတဲ့တရားဟောဓမ္မဆရာတယောက်လည်းရှိလေရဲ့တကယ်တော့ထိုရွာကြီးရဲ့မဝေးလွန်းလာတဲ့တနေရာမှာလွန်စွာစီကားတာရတဲ့မြို့တစ်မျိုးရှိပါတယ်ဒီလိုစီကားတာရတဲ့မြို့နယ်နီးတာတောင်ရွာကြီးကတွေ့ချောက်နေတာအံ့ဩစရာပေါ့အဓိကကတော့လမ်းပန်းဆက်သွယ်ရေးခက်ခဲနေလို့ပါပဲစီကားလာတဲ့မြို့နယ်ထိုရွာကြီးရဲ့ကြားမှာတောင်တန်းကြီးတစ်ခုခံနေတယ်ကားလည်းမပေါက်သလိုလဲနဲ့လည်းသွားလို့မရဘူးမြို့ကိုသွားချင်နေဆိုမိသူမဆိုလမ်းလျှောက်ပြီးပဲသွားလို့ရတယ်ကြားမှာခန်းနေတဲ့ကြောက်ဆောင်တွေကိုခက်ခဲကွေ့ဝိုက်ပြီးတော့ပဲသွားရတာအဲ့တော့ရွာကြီးကမြို့နယ်နီးပေမဲ့အမြဲပဲ6ကတ်တိတ်ဆိတ်ပြီးစီကားမှုမဲ့နေတတ်ပါတယ်ပြီးတော့တခုထူးခြားတာကအဲ့ဒီရွာကြီးရဲ့ဖះเจ้าမှာမနက်ခင်းတိုင်းခေါင်းလောင်းထိုးမဲ့သူမရှိပါဘူးဒါပေမဲ့တောက်မနက်ဝေလီဝေလင်းဆိုထိုအတန်ကရွာလေးရဲ့ဝင်းကျင်တစ်ဝိုက်ကိုအမြဲလိုဖုံးလွှမ်းပေးတတ်တယ်ထိုအတန်ကြားပြီဆိုရွာလေးကနိုးထသက်ဝင်လာစမြဲပါနေ့စဉ်နေ့တိုင်းချက်မှန်ကြားနေရတဲ့အတန်မို့လို့အချိန်ကြာလာတော့တရွာလုံးကအားချကုန်ကြတယ်ညဘက်ပဲအချိန်မှအိယာဝင်မနက်ခင်းထိုအတန်ကြားတာနဲ့အကုန်လုံးကနိုးထမှုပြုကြတယ်ပြီးတော့ကိုနဲ့သက်ဆိုင်ရာအလုပ်တွေကိုမပြတ်မကွက်လောက်ကင်မှုပြုကြပါတယ်ဘလောက်ထိအောင်ဖြစ်သွားလဲဆိုရင်တရွာလုံးကထိုအတန်မကြားရင်မိုးမလင်းမှုဆိုတဲ့အထိအတိဝင်နေလောက်အောင်ကိုနှလုံးမှာဆွဲနေကြတာသူတို့အတွက်တော့မနက်လင်းစေတဲ့နာယီတန်ချောင်းတန်သို့မဟုတ်နနက်ခင်းဂီတတန်တစ်မျိုးပေါ့တောက်တကယ်တော့တနေ့မပြတ်ထိုအတန်ထွက်ပေါ်လာခဲ့တာအခုဆိုရင်15နှစ်တင်ပြည့်နေပါပြီဟိုးလွန်ခဲ့တဲ့အနှစ်30လောက်တုန်းကဒီရွာမှာအရန်ချစ်ကြတဲ့သမီးကြီးစား2ယောက်ရှိတယ်တဲ့တော်တော်ကိုပဲတယောက်ကိုတယောက်ချစ်ကြပါတယ်မနာလိုစရာကောင်းလောက်အောင်ကိုသူတို့နှစ်ဦးကချစ်ကြတာသူတို့နှစ်ဦးလက်ထက်ကြတော့လေရွာမှာရှိတဲ့ဘုန်းကြီးကျောင်းမှာပဲလက်ထက်ခဲ့ကြတယ်တနေကုန်ငိုက်မြည်နေတဲ့ဓမ္မဆရာကိုယ်တိုင်လက်ထက်ပေးတာပါလက်ထက်ပြီးတော့လေသူတို့နှစ်ဦးကတဦးကိုတဦးတစ္ဆာရှိနဲ့ပေါင်းသင်ခဲ့ကြပါတယ်သူတို့နှစ်ဦးရဲ့အချစ်တွေဟာယော့မလာပါဘူးတနေ့ထက်တနေ့ပိုပြီးတိုးလာတယ်လို့တောင်ထင်ရတယ်ဒါပေမဲ့တခုပဲသူတို့စွတ်တောင်မပြေခဲ့ဘူးဘာလဲဆိုတော့သူတို့နှစ်ဦးမှာသားသမီးယတနာမထွန်းကားလာတာပါဒါပေမဲ့ကိစ္စမရှိပါဘူးဒါကအပြစ်တစ်ခုမဟုတ်တာပဲလေအဓိကသူတို့ရဲ့အိမ်တော်ကြီးပျော်ရွှင်ချမ်းမြေ့နေဖို့ပဲမဟုတ်ဘူးလားဒီလိုနဲ့သူတို့နှစ်ယောက်ဟာအိမ်တော်သက်တွေတစ်နှစ်ပြီးတစ်နှစ်ကြော်ဖြတ်လာလိုက်တာအိမ်တော်သက်15နှစ်ပြည့်တဲ့အထိကိုရောက်လာတယ်အခုချိန်ထိသူတို့နှစ်ဦးကတော့တယောက်ကိုတယောက်ချစ်နေကြတော့မှာပဲ
။ဒါပေမဲ့တနေ့မှာတော့ယောက်ျားလုပ်သူကအိမ်ကနေရုတ်တရက်ပျောက်သွားပါတယ်။အကုန်လုံးအံ့ဩကုန်တာပေါ့။ဒီလောက်ချစ်ကြတဲ့လင်မယားနှစ်ယောက်ကဘာကြောင့်အခုလိုမျိုးဖြစ်သွားကြတာလဲဆိုပြီးအကုန်လုံးတအံ့တအော်ဖြစ်ကုန်ကြတယ်။အိမ်နီးနားချင်းတွေမေးကြည့်တော့လဲရန်ဖြစ်တန်လဲမကြားစိတ်ဆိုးဒေါသထွက်လို့အော်ငေါက်တန်လဲမကြားပဲနဲ့အခုလိုအေးချမ်းချမ်းပျောက်သွားတာပဲလို့ပြောတယ်။ဇနီးဖြစ်သူကလည်းယောက်ျားအခုလိုပျောက်သွားတဲ့အပေါ်မှာဘာမှဝမ်းနဲ့ဖြစ်စီရမပြပါဘူး။တီတီငိမ့်ငိမ့်နဲ့ပဲသတင်းလာမေးသမျှလူတိုင်းကိုစကားတခွန်းပြောပြီးတော့ပဲတုံ့ပြန်တယ်။ဇနီးဖြစ်သူပြောတဲ့စကားကသူဘယ်ကိုမှမသွားပါဘူး။ကျမသိပါတယ်။သူဟောဟိုမှမြင်နေရတဲ့ကြောက်တောင်ကြီးအောက်ခြေကိုပြောင်းသွားတာပါတဲ့။ကြားသမျှလူတိုင်းကတက်အံတော့ဘောမယုံတဲ့သူတွေလည်းတကယ်ပဲဟုတ်နေမလားသွားကြည့်ကြတယ်။ပြောတဲ့အတိုင်းတကယ်ပါပဲ။ယောက်ျားဖြစ်သူကကြောက်တောင်ကြီးရဲ့အောက်ခြေတနေရာမှာတဲထိုးပြီးတယောက်တည်းနေနေတာကိုတွေ့ရတယ်။ဘာဖြစ်လို့ဒီမှာတယောက်တည်းလာနေရတာလဲ။အိမ်မပြန်ဘူးလားလို့ဝိုင်းမိကြတော့သူကလည်းဇနီးဖြစ်သူလိုတိတိငိမ့်ငိမ့်မဲတုံပြန်တယ်။ကျုပ်ဒီကြောက်တောင်ကြီးကိုလှိုင်ကောင်းဖောက်မလို့ဖောက်လို့ပြီးမှအိမ်ပြန်မယ်တဲ့။ဘာလို့လှိုင်ကောင်းဖောက်ချင်ရတာလဲလို့ဝိုင်းမိကြပြန်တော့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ဟန်နဲ့တခွန်းပြောတယ်။သူ့စကားကကဘာကြီးတုံသွားလောက်အောင်ကိုအာမန်တွေပြည့်နေတယ်လို့ပါပဲ။ကျုပ်တို့ရွာကလူတွေတွားရေးလာရေးလွယ်ကူအောင်နဲ့တကယ်လို့သာဖောက်လို့ရရင်တော့သိကြပါတယ်။သူတို့ရွာကတရှိန်တိုးတိုးတက်သွားမှာပါ။မြို့နယ်နီးသွားပြီလေ။တွားရေးလာရေးအဆင်ပြေသွားပြီလေ။ဒါပေမဲ့ခက်တာကသူပြောတဲ့စကားကိုအားလုံးကမဖြစ်နိုင်ပါဘူးလို့တညီတညွတ်ထဲမှတ်ချက်ချကြတယ်။တောင်ကြီးကအကြီးကြီးပေဘလောက်ရှိတယ်လဲဆိုတာလည်းမသိဘူး။ပြီးတော့တစ်သက်လုံးလဲဘိုးစင်ပေါင်ဆက်ဒီအတိုင်းနေလာခဲ့ကြတာဆိုတော့စွန့်စားဖို့ကိုမဝင်ရဲကြဘူး။ဒီတော့မဖြစ်နိုင်ပါဘူးလို့ပဲတညီတညွတ်ထဲပြောကြတာ။အမှန်တော့သူတို့လည်းဖောက်စေချင်ပါတယ်။လမ်းပန်းဆက်သွယ်ရေးတွေကောင်းမွန်ပြီးတို့ရွာကြီးတိုးတက်လာတာကိုမြင်ချင်ပါတယ်။ဒါပေမဲ့လူတွေရဲ့သဘာဝအတိုင်းမှာပဲခွဲထွက်ဖို့ဖောက်ထွက်ဖို့စူးစမ်းသူဆိုရင်ဒီအတိုင်းရက်ကြည့်နေကြတယ်။ဖြစ်မလားမဖြစ်ဘူးလားပေါ့။ဖြစ်သွားပြီဆိုမှသာနောက်ကလိုက်လို့ကြတာ။အမှန်အတိုင်းပြောရရင်ဥမဆောင်ရဲတာပေါ့။မစွန့်စားရဲဘူးပေါ့။အခုလည်းတချို့အမျှော်မြင်ရှိတဲ့ရွာသားတွေကဝိုင်းကူညီခြင်းကြပါတယ်။ဒါပေမဲ့ဖြစ်မဖြစ်စောင့်ကြည့်ခြင်းသေးတယ်။တယောက်ကခမရအခုလိုတယောက်တည်းဒီမှာလာနေတော့ရွာမှာကြံခဲ့တဲ့ခမရမင်းမဘယ်လိုလုပ်မလဲခမရတို့လည်းမရတိတ်ချစ်ကြတာဆိုသူ့ကိုကျွန်တော်ယုံတယ်ကျွန်တော်ပြန်လာမဲ့ရက်ကိုလက်ချိုးပြီးစောင့်နေမယ်ဆိုတာယုံတယ်ပြီးတော့ကျွန်တော်ဒီတောင်ကြီးကိုဝမ်းကလိုက်ပြီးဖောက်ပြနိုင်တယ်ဆိုတာလည်းသူကယုံထားတယ်ကျွန်တော်တို့နှစ်ယောက်ကြားမှာဒီလိုယုံကြည်မှုတွေရှိနေတဲ့အတွက်ကိစ္စမရှိပါဘူးသူနေတတ်မှာပါတကယ်လို့ခမရနေချိုင်မကောင်းဖြစ်ရင်ရောသူရောက်လာမှာပေါ့ကျွန်တော်တို့နှစ်ယောက်ကစိတ်ချင်းဆက်နေတာလေကျွန်တော်လက်ကိုငုံနှမ်းပြီးကျင်နာပေးလိုက်မယ်ဒါဆိုရပြီဒီတောင်ကြီးတွေမဟုတ်ဘူးမိုးကောင်းကင်ကြီးကိုတောင်ဖောက်ပြနိုင်တဲ့ဆွမ်းအားတွေကျွန်တော်မှရလာလိမ့်မယ်ဒါများกว่าမင်းစနီးကိုမင်းအနားမှာပဲခေါ်ထားပါလားအဲ့လိုပြောတော့သူနွမ်းနွမ်းလျက်လျက်ပြုံးလိုက်တယ်ပြီးတော့သူ့စနီးရှိနေမယ်ထင်ရတဲ့ရွာဘက်ကိုလှမ်းကြည့်ပြီးမခေါ်ရက်ပါဘူးဗျာကျွန်တော်နားမှာလာနေရင်သူပင်မမှာပေါ့ကျွန်တော်တို့လင်မယားနှစ်ယောက်ရဲ့ချစ်ချင်းကတော့အံ့ဩစရာပါပဲအိမ်အောင်သက်15နှစ်ကျော်လာတာတောင်တဦးကိုတဦးငုံထားမတက်ချစ်နေကြတော့မယ်အဲ့ဒီကနေစပြီးတောက်ကြောက်စစ်တန်ဟာမနက်ခင်းတိုင်းမှာပုံမှန်ထွက်လာတော့တယ်တခါတလေတော့လဲကြဲကြဲလောင်လောင်ကိုကြားရတာပါတခါတလေတော့လဲအားဆိုင်နားထောင်ပါမှကြားရလောက်တဲ့အထိကိုတိုးတယ်ရွာမှာကြံခဲ့တဲ့သူ့ရဲ့ဇနီးဟာထမင်းစားချိန်ဆိုကြောက်တောင်ကြီးရောက်ချေကိုပုံမှန်သွားပြီးသူ့ကိုထမင်းကျွေးတယ်ပြီးတော့ပြန်လာတယ်ပထမတော့တရွာလုံးကသူတို့နှစ်ယောက်ရဲ့ထူးဆန်းမှုတွေကိုအုံကြွက်ကိုစိတ်ဝင်စားကြတာစကားဆက်မိလို့ပြောကြရင်လဲသူတို့အကြောင်းကြီးပဲဒါပေမဲ့နေ့တိုင်းပုံမှန်လို့ဖြစ်လာတော့လဲအမြင်ရိုးလာကြတယ်တိတ်မထူးဆန်းတော့ဘူးပေါ့နောက်တော့မေ့ပျောက်ကိုဖြစ်သွားကြပါတယ်ဒါပေမဲ့ကြောက်စစ်တန်တထောက်ကတော့မနေ့တိုင်းကိုတနေ့မပြတ်ကြားနေရတော့မယ်ရမလာမနှစ်ကိုကူးပြောင်းလာပေမဲ့ယနေ့ထိကြောက်စစ်တန်ကတော့မပြောင်းလဲပါဘူးယခုဆိုရွာမှာအဲ့ဒီကြောက်စစ်တန်ကြားပါမှာအိယာထားတတ်တဲ့လေချင်းကိုဆယ်စုနှစ်တခုသာလောက်အယိုးဆွဲကုန်ကြပြီလင်မယားနှစ်ယောက်လုံးလည်းအိုမင်းကုန်ကြပါပြီယောက်ျားလုပ်သူဆိုပိုးလို့တောင်ဆိုတာပေါ့နေမနာညမနာကြောက်စစ်နေရကပင်မန်းချွချုံကြလွန်းလို့မှတ်တောင်မမိကြတော့ဘူးတကယ်အဖိုးကြီးလုံးဖြစ်နေပြီအဖွားကြီးကတော့အိမ်မှာနေရတဲ့သူမို့အရွယ်တင်သေးတယ်ရွာမှာတော့သူတို့လင်မယားနှစ်ယောက်အကြောင်းဟာကလေးတွေညာဘက်မအိပ်ရင်ပြောပြကြတဲ့အိယာဝင်ပုံမြင်လို့တောင်ဖြစ်နေပြီ
ဒီလိုနဲ့တနေ့မှာတော့တရွာလုံးဟာမနက်လင်းချိန်ကိုလုံးဝကြော်လွန်အောင်အိမ်မောကျသွားမိကြတယ်မနက်ခင်းတိုင်းပုံမှန်ကြားနေကြတဲ့ဟာဒီနေ့မှမကြားရတော့ပါဘူးနိုးလာတယ်ဆိုရင်ပဲအကုန်လုံးဟာအယောင်ယောင်အမှားမှားဖြစ်ကုန်ကြပြီသူတို့လုပ်ငန်းဆောင်တာတွေနောက်ကျကုန်ပြီလေပြီးတော့အားလုံးရဲ့စိတ်ထဲမှာလည်းအတွေ့တစ်ခုဝင်ရောက်လာတယ်အဲ့ဒါကဒီနေ့မနက်မှထူးထူးခြားခြားမကြားရတော့တဲ့ကြောက်စစ်တံပါပဲထိုအချိန်မှပင်အမြဲတမ်းငိုက်မီနေတဲ့ဓမ္မဆရာကရွာထဲကိုမောကြီးပန်းကြီးနဲ့ပြေးဝင်လာတယ်ဓမ္မဆရာလည်းအသက်ကြီးလာပါပြီနှစ်တွေကြာညောင်းနေပြီဆိုတော့အဖိုးကြီးတယောက်ဘဝကိုတိတိကျကျရနေပြီပေါ့ဓမ္မဆရာကဗဇက်ကနေလဲတစုံတရာကိုအကျယ်ကြီးအော်ဟစ်လာတယ်သူ့ပုံစံကတကယ်အထိတ်တလန့်ပါပဲသူလဲကျသွားပြီဒီစကားကိုပဲထက်ခါအော်ပြီးပြေးဝင်လာလို့အထူးအဆန်ဝိုင်းကြည့်နေကြသူတွေကဘသူလဲကြတာလဲလို့ဝိုင်းမိကြတော့ဟိုးတောင်ကိုဖောက်နေတဲ့ကြောက်စစ်ဆရာဓမ္မဆရာအဖိုးကြီးရဲ့စကားလဲဆုံးရောတရွာလုံးအုပ်ကျွတ်ဖြစ်သွားတော့တယ်ချက်ချင်းပဲတချို့တွေကကြောက်စစ်သမားရဲ့ဇနီးဖြစ်သူအိမ်ကိုအကျိုးအကြောင်းပြောဖို့ပြေးသွားကြတော့ဇနီးဖြစ်သူအဖွားကြီးကရှိမနေတော့ပါဘူးတချို့တွေကလည်းဘယ်များသွားလဲဆိုပြီးအနီးအနားဝန်းကျင်ကိုလိုက်ရှာကြတယ်ဟုတ်တယ်လေဒီသတင်းကသူမကိုအတိပင်မှဖြစ်မဲ့သတင်းပဲတိတ်ချစ်တဲ့ဇနီးမောင်နှံနှစ်ယောက်ရဲ့ခွဲခွာခြင်းကိုမမြင်လိုကြပေမဲ့လည်းမပြောမဖြစ်ပြောရမယ်လေတချို့တွေကတော့အိမ်မှာအဖွားကြီးရှိမနေလို့ဒီလိုထင်ကြီးပြီးတယ်သူတို့ကစိတ်ချင်းဆက်နေတာပဲကွာအခုလိုသူ့ယောက်ျားဒုက္ခရောက်နေတာကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်သူသိနေမှာပဲဟိုးတောင်ကြီးကလှိုင်ကောင်းတဲ့ကိုရောက်နေပြီလားမသိဘူးလင်မယားနှစ်ယောက်ရဲ့အချစ်ကြီးပုံကိုသိနေတဲ့အချို့လူကြီးပိုင်းတွေကထိုထင်မြင်ချက်ကိုထောက်ခံကြတယ်ဟုတ်နိုင်တယ်ပေါ့လေဒါနဲ့ပဲတရွာလုံးဒီပါကြောက်တောင်ကြီးရှိရာစီအပြေးချီတက်သွားလိုက်ကြတာကောင်းကင်မှာဖုန်တွေကိုလုံးထားလို့ပေါ့မသိရင်သူတို့လူအကြီးနောက်မှာဝိညာဉ်တွေအခိုးအငွေ့ဖြစ်နေလိုက်လာကြတယ်လို့တောင်အထင်မှားရလောက်တယ်တကယ်ပါပဲသူတို့လည်းကြောက်တောင်ကြီးအောက်ခြေလှိုင်ကောင်းဝါစီလဲရောက်သွားရောအထဲမှာလူရိပ်တစ်ခုကြိုရောက်နေတာကိုတွေ့ရတယ်15နှစ်လုံးထွင်းဖောက်ထားတာဆိုတော့ကြောက်တောင်ကြီးရောက်ချိန်မှာလှိုင်ကောင်းကအတော်ဝေးကိုရောက်နေပါပြီလူရှိနေတယ်ဆိုတာကိုမြင်ရတယ်ဆိုရုံလောက်လေးပဲတကယ်ပဲကြောက်တောင်ကြီးထုတ်ချင်းပေါက်မတက်ကိုလှိုင်ကောင်းကြီးရှိနေပါပြီဒါလည်းသူတို့သတိမထားခဲ့တာလဲပါတာပေါ့ကြောက်စစ်သူကလည်းသူ့အလုပ်သူလုပ်တခြားလူတွေကလည်းကိုယ့်အလုပ်ကိုလုပ်ကြဆိုတော့မိပျောက်ပဲသတိမထားမိခဲ့ကြဘူးအခုမှပဲလှိုင်ကောင်းကကြောက်တောင်ကြီးပေါက်ထွက်မတက်ခရီးရောက်နေပြီဆိုတာသိကြတာဒါပေမဲ့ဖန်ဆင်းရှင်လူသားကတော့တေလူမျောပါဖြစ်နေပါပြီလာကြည့်သူတွေအလုံးကလှိုင်ကောင်းတဲ့ဝင်ကြမယ်လို့တော့ဓမ္မဆရာကပေးမဝင်ပါဘူးတကယ်သာတေလူမျောပါဖြစ်နေတယ်ဆိုရင်အရန်ချစ်ကြတဲ့လင်မယားနှစ်ယောက်ရဲ့ခွဲခွာခြင်းကိုစုညံမှုတွေကအနှောက်အယှက်ပေးသွားနိုင်တယ်လေရွာမှာတခုရဲသောဖះเจ้าရဲ့တယောက်ပဲရှိတဲ့ဓမ္မဆရာဆိုတော့သူ့စကားကိုမဆန့်ကျင်ဝင်ကြဘူးပြီးတော့ဓမ္မဆရာကဒီလင်မယားကိုသူ့ကိုယ်တိုင်လက်ထပ်ပေးထားသူလေလှိုင်ကောင်းတဲ့ကိုဓမ္မဆရာတယောက်ပဲဝင်သွားတယ်အပြစ်မှကြံခဲ့တဲ့လူအုပ်ကြီးကတော့ဘာတွေများဖြစ်လာမလဲအထိတ်တလန့်စောင့်ကြည့်နေကြတယ်ဓမ္မဆရာအထက်ရောက်သွားချိန်မှာပဲအားအိမ်ကုန်ခန်းပြီးတည်ရန်ဆဲလူတစ်ယောက်ရဲ့တစ္ဆာဆိုတဲ့တခုကိုအနီးကပ်ကြားလိုက်ရပါတယ်ပက်လက်လဲကျနေတဲ့ကြောက်တူးသမားဖိုးကြီးရဲ့ရင်ဘတ်ပေါ်လက်ကျင်ပြီးတစ္ဆာဆိုနေတဲ့တိုးလျက်ပေါ့ဘေးမှာသူ့ရဲ့ဇနီးဖြစ်သူအဖွားကလည်းတုံရင်နေတဲ့လက်အစုံနဲ့ဖွာကျဲရှည်လျားလွန်းနေပြီဖြစ်တဲ့သူခင်မွန်းရဲ့ဂျင်းနီအောင်သပင်ကိုလက်ငါးဆောင်နဲ့ထိုးခွဲတက်တင်ပေးနေတယ်။နောက်ကျောမှာဓမ္မဆရာရောက်နေတယ်ဆိုတာသိပုံမပေါ်ပါဘူး။နှလုံးကိုညှက်ပြီးပင်ပန်းပြောနေရတာမို့သစ္စာဆိုတန်ကိုကြားရအောင်ဓမ္မဆရာနားဆိုင်ထောင်နေရတယ်။ကျွန်ုပ်ဒီလူသားပေါင်းများစွာ၏ချမ်းသာမှုအတွက်ကျွန်ုပ်ဘဝကိုရှင်၍ဤလှိုင်ကောင်းကိုဖောက်လုပ်ခဲ့ပါသည်။ကျွန်ုပ်သည်15နှစ်လုံးတစ်နေ့မပြတ်အောင်ကျွန်ုပ်၏လက်ကျွန်ုပ်၏အင်အားကျွန်ုပ်၏သွေးသားတွေနှင့်ဤလှိုင်ကောင်းကိုပုံဖော်ခဲ့ပါသည်ကျွန်ုပ်သည်လက်မစူးသွားနှင့်ကြောက်တောင်ကိုစတင်ထိခတ်သည့်နေ့မှစလို့ကျွန်ုပ်၏ဝိညာဉ်၌ကျွန်ုပ်ဆိုတာမရှိတော့ပါကျွန်ုပ်ခန္ဓာအားလူပေါင်းများစွာ၏ချမ်းသာမှုအတွက်ပေးအပ်ပြီးဖြစ်ပါသည်ဤမှန်သောသစ္စာစကားကြောင့်ကျွန်ုပ်မရှိသည့်နောက်ဤလှိုင်ကောင်းပွင့်ပါစေသာနောက်ဆုံးစကားပြောပြီးမှပဲကြောက်စစ်သမားဖိုးအိုကြီးကငြိမ်သက်သွားတော့သည်လုံးဝကိုလုံမလာတော့ပါဘူးနောက်ဆုံးထွက်သက်ထီအောင်လူပေါင်းချမ်းသာမှုကိုရည်ရွယ်ပြီးဇီဝင်ချုပ်ငိမ့်သွားပြီထင်တာပဲဒါကိုကြည့်ပြီးဓမ္မဆရာတုံ့လှုပ်သွားရပေမဲ့ချစ်လာပါကြီးရဲ့ဆိုတဲ့ဇနီးရဲ့မျက်ရည်တစ်စက်ကလေးမှကြမလာခဲ့ပါဘူး
ထူးဆန်းလွန်းနေလို့ဓမ္မဆရာကြောက်ရွံ့လိုတောင်ဖြစ်သွားတယ်။အဲ့ဒီအချိန်မှာပဲအဖွားကြီးကရင်ဘတ်ပေါ်လက်တင်ရင်ငြိမ်သက်သွားပြီဖြစ်တဲ့ခင်မွန်းရဲ့လက်ကိုအပေါ်ကအုပ်ခိုင်ကကျမသည်အနှစ်30လုံးခင်မင်းဖြစ်သူရဲ့အပေါ်မှာမယားဝတ္တရားခြေပုံခဲ့ပါသည်။ကျမသည်သူကလွယ်၍တခြားယောက်ျားတဦးအပေါ်၌ကိုယ်အားဖြင့်၎င်းစိတ်အားဖြင့်၎င်းကိလေသာတက်မှတ်ခြင်းမရှိခဲ့ပါ။ကျမအသက်ရှင်သမျှကာလပတ်လုံး၌သူတစ်ယောက်တည်းကိုသာချစ်ခဲ့ပါသည်။ကျမသည်သူ့အိမ်ကထွက်သွားသည့်15နှစ်လုံးလွမ်းဆွတ်တတိယစိတ်ဖြင့်တရက်မပြတ်ငိုကြွေးခဲ့ပါသည်။ယခုအချိန်၌ကျမမှာငိုကြွေးစရာမျက်ရည်မရှိတော့ပါ။ဤမှန်သောသစ္စာစကားကြောင့်သူ့ရဲ့ရည်ရွယ်ချက်အတိုင်းကျမတို့နှစ်ဦးမရှိသည့်နောက်ဤလှိုင်ကောင်းပွင့်ပါစေသာ။အဲ့ဒီအချိန်မှာပဲကဘာမြေကြီးကကြောက်မခန့်လိလိဟစ်အော်တန်ကိုပြူရင်တုန်ရီးသွားသည်။မုန်တိုင်းကြသလိုလေပြင်းတွေဆက်မပြတ်တိုက်ပြီးတစ်ပင်တွေရိမ့်ထိုးကုန်သည်တောလဲတန်တွေတောင်ပြိုတန်တွေကြောက်တောင်ပြိုကျတန်တွေနဲ့ခဏတွင်မှာကဘာပြတ်မတက်ပါပဲဓမ္မဆရာပါဝင်အပြစ်မရှိနေသူတွေအလုံးဟာမိဘဝတ်ပြီးအသက်မသေးဖို့ကိုသာဆွတောင်းနေရတော့တယ်အကုန်လုံးကလည်းဘာဖြစ်လို့ဖြစ်သွားမှန်းတောင်မသိလိုက်ကြပါဘူးဒါပေမဲ့အချိန်ခဏကြာသွားတော့ထို့အတန်တွေဟာတစတက်တစတိုးတိတ်ငြိမ်သက်သွားတယ်တုံလုံနေတဲ့ကဘာမြေကြီးကလည်းသူ့ဆန္ဒပြေဝသွားလို့အသက်မှန်မှန်ပြန်ရှူသွားပါပြီဒီတော့မှလဲပြိုငင်ဝတ်နေရသူတွေမှာမရဲတရက်နဲ့မျက်လုံးဖွင့်စူးစမ်းကြည့်လိုက်စင်မှာတော့ဟာဟင်းဖျားသခင်ငါတို့အမြင်မှားသွားတာလားမဟုတ်ပါဘူးတုံလှုပ်သွားတဲ့ငလျင်ကြီးနဲ့အတူကြီးမားလွန်းလာတဲ့ပြည့်ရွေကြောကြီးတစ်ခုကြောင့်သူတို့ရှိမှရှိတဲ့တောင်တန်းကြီးဟာထပ်ပိုင်းပြက်ပြီးထွင်းထားတဲ့လှိုင်ကောင်းအတိုင်းလမ်းတပွဲဖြစ်သွားတယ်ဘလောက်ထိလဲဆိုရင်တစ်ဖက်မှာရှိနေတဲ့စီကားတဲ့မြို့ကိုပြက်ပြလေးလှမ်းမြင်သွားတဲ့အထိပါပဲတောင်ကြီးကတော့ထပ်ပိုင်းပြက်လို့လမ်းဖြစ်သွားပါပြီဒါပေမဲ့တခုပါပဲလူသားနှစ်ဦးတိတိကျကျပြောရပါကအရင်စစ်ကြတဲ့အဖိုးအိုနဲ့အဖွားအိုနှစ်ဦးသူတို့မွေးဖွားလိုက်တဲ့လမ်းရဲ့အလဲတဲ့မှာတယောက်လက်တယောက်ဆုပ်ကိုင်းရင်တေပွဲဝင်သွားကြပါပြီဒါပေမဲ့သူတို့ရဲ့မျက်နှာတွေကပြုံးလို့နေပါတယ်အဲ့ဒီအချိန်မှာပဲဓမ္မဆရာရဲ့တီးဆုံးခြင်းစာပိုက်ရွတ်တံတစ်ခုကိုကြားလိုက်ရလေရဲ့ဘလို့လဲငါရဲ့ပုံမြင်မှန်ရဲ့လားဘိုးကပြချက်ချင်းမဖြေနိုင်ပါချေစိတ်ထဲမှာတော့နင်လွဲမေးလိုက်တဲ့ပုံမြင်ကိုသာဝေဖြိုးပြောပြနိုင်မယ်ဆိုရင်နင်သူ့ကိုမေးခွန်းတစ်ခုပဲချက်မရတော့မယ်ဟုသိမိုးတိမ်ကြီးစကားတန်ကသာထက်ခါလွှမ်းမိုးသွားသည်ပြောသည့်အတိုင်းမှာပဲတကယ်ပင်ဝေဖြိုးမှန်သွားခဲ့ပါပြီထို့ကြောင့်မှန်ပါတယ်ဒါပေမဲ့ရှင်ကိုကျမမေးခွန်းတစ်ခုမေးခြင်းနဲ့ရှင်အယိုးသားဆုံးဖြေပေးနိုင်မလားဝေဖြိုးကတော့ပေါ့ပေါ့ပပပင်မေးကြည့်လေဘသူကိုမှမထိခိုက်ဘူးဆိုရင်တော့ငါအမြဲတမ်းအမှန်ကိုပဲပြောတယ်โอเคဒါဆိုကျမမေးမယ်ရှင်ကျမကိုခုလိုပုံမြင်တွေလာပြပြနေတဲ့ရွေးချက်ကပါလေအနှဲငယ်တုံလှုပ်သွားသည်ဟုတော့ထင်သည်ဒါပေမဲ့ဝေဖြိုးပါနှက်ပါသည်ဘာလို့မေးရတာလဲရှင်းရှင်းလေးပါကျမကိုပုံမြင်လာပြပြကြတဲ့လူတွေနဲ့ရှင်ကမတူဘာတွေကွဲသွားလို့လဲပခုံးကိုတွန့်ကဝေဖြိုးကပြန်ပြီးတော့သူတို့တွေကကျမကိုစိတ်ဝင်စားလို့ပုံမြင်လာပြပြကြတာလေရှင်ကတော့အဲ့ရဲ့အထင်မှာမပါဘူးလို့ထင်တာပဲအတိအကျပဲငါမင်းကိုစိတ်မဝင်စားဘူးပေါ်တင်ကြီးရဲ့ပြောခံလိုက်ရသည်မို့သူမမျက်နှာရဲတက်သွားသည်ဒါပေမဲ့စိတ်ကိုချင်းကဒါဆိုရှင့်ရဲ့ရွေးချက်ကပါလဲချက်ချင်းမဖြေပါအဝေးတနေရာကိုအကြာကြီးငေးသွားသည်ပြီးတော့ရှေ့မှခုံကိုလက်ချောင်းထိပ်ဖြင့်တကြောက်တောက်ခောက်ကနေသည်ဆုံးဖြတ်ရခက်နေသည်လားသို့လှုပ်ရှားနေသောစိတ်အားအပြင်းအထန်ထိန်းချုပ်နေသည်လားမသိသို့ပေမဲ့တိတ်မကြလိုက်ပါပထမဆုံးတပ်ပြင်းတစ်ခုမှုတ်တံကိုကြားရသည်ပြီးတော့မှအမှန်တိုင်းပြောရရင်တော့မင်းကိုလူတစ်ယောက်နဲ့တွေ့ပေးခြင်းလို့ရှင်ဘယ်လိုတလုံးချင်းဖြေလိုက်သည့်ဝေဖြိုး၏နှုတ်ထွက်စကားနောက်မှာတော့ဘိုးကပြနဲ့အေးစုကြီးနှစ်ယောက်စလုံးမှာအာမေရိတန်တွေကိုစီထွက်ကြသွားတော့သည်ချက်ချင်းပင်ဘိုးကပြမှာအလင်းစလိုမူရာဖြင့်ဘယ်သူလဲကျမဘယ်သူနဲ့တွေ့ပေးမှလဲလှုပ်ရှားရှားဖြစ်သွားသောဘိုးကပြဟာမတိရောင်ပြုတ်ကဝေဖြိုးခေါင်းကိုခက်လေးလေးရမ်းလိုက်သည်ပြီးတော့ထားပါပုံမြင်တစ်ပုတ်လောက်ထပ်ပြောပြမယ်မင်းနားထောင်မလားဘိုးကပြကမျက်လုံးအားမေးစင်းရင်ကျမတို့သိထားပြီးသားပုံမြင်လားမဟုတ်ဘူးမင်းမသိတဲ့ပုံမြင်ဒါပေမဲ့အဲ့ဒီပုံမြင်ကငါတွေ့ပေးခြင်းတယ်လို့လည်းတော့ပတ်သက်နေမင်းအတွက်ရှိုးရှိမှာပဲဘလို့လဲဟိုတော့အကြည့်တစ်ခုသူမထံရောက်လာသည်တကယ်လဲသူမစိတ်ဝင်စားသွားရသည်ဝေဖြိုးပုံစံကတကယ်အတီးဒါဆိုသူမကိုဘယ်သူနဲ့တွေ့ပေးခြင်းလားလဲဘယ်သူလဲဘာအတွက်လဲသူမလှုပ်ရှားတစ်ခုပဲရှိတော့သည်ကျမစိတ်ဝင်စားတယ်โอเค
ကုန်းလန်းခရီးထက်ရေလန်းခရီးကိုသာအားကိုးရတဲ့မြို့လေးတစ်မြို့လို့ဆိုရမယ်။ဧည့်သည်ဝင်ထွက်များတဲ့မြို့လေးပါ။စီးပွားရေးကိစ္စလူမှုရေးကိစ္စတွေအပြင်တကူးတကလာရောက်အပန်းဖြေအနားယူသူတွေတောင်ဒီမြို့လေးမှာရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့မြို့လေးကနေချင်းစပွဲအရန်လာတာကိုလှဆိုမြို့လေးမှာကအနုပညာရှင်တွေပေါ်တယ်လေ။ပကြီးပညာရှင်တွေပိတုကာပညာရှင်တွေကြပြဆရာတွေအများကြီးပဲ။သူတို့တွေရှိနေတာကတကြောင်ရဲ့မြို့လေးကအနုပညာဆန်ဆန်တိဆောက်ထားတာကတကြောင်ရဲ့ကြောင့်တချို့ဆိုဒီမြို့လေးကိုအနုပညာမြို့လို့တောင်ကင်မွန်းတက်ကြတယ်။အနုပညာမြို့လေးမှာအနုပညာကိုရဟန်းဝါသနာကြီးတဲ့ပကြီးဆရာကြီးတဦးရှိတယ်။အနုပညာအထုံဝါသနာကြီးသူမို့သူ့ရဲ့နာမည်နဲ့လည်းလိုက်ဖက်ပါတယ်။နာမည်ကဥတုမတဲ့ဥတုမမှာအရွယ်ရောက်နေပြီဖြစ်တဲ့သားတစ်ယောက်ရှိပါတယ်။ပကြီးဆရာရဲ့သားဆိုတော့အဖေလိုပဲပကြီးကိုအရဟန်းဝါသနာကြီးရဲ့သူ့ရဲ့နာမည်ကမောင်နန်းနွယ်တဲ့အဲ့လိုပဲမြို့လေးထဲမှာအရန်ချမ်းသာတဲ့ကုန်းတဲ့ကြီးတဦးလည်းရှိတယ်။နာမည်ကတော့လက်ရှိသူ့ဘဝနဲ့လိုက်ဖက်လုံးတဲ့နာမည်ပေါ့။ဦးချမ်းသာတဲ့ဦးချမ်းသာမှာအရန်ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရှိတယ်။ကျွေးရုပ်လေးလိုလှနေလို့နာမည်ကကျွေးရုပ်တဲ့။ဒါပေမဲ့ကျွေးရုပ်လေးကဦးချမ်းသာရဲ့သမီးဆိုပေမဲ့စီးစိမ်ချမ်းသာတွေရွှေတွေငွေတွေကိုစိတ်မဝင်စားဘူး။ထူးထူးခြားခြားပဲသူမဟာပကြီးကိုအရန်စိတ်ဝင်စားပါတယ်။ဦးချမ်းသာစိုးရိမ်တာလဲအဲ့ဒါပါပဲမြို့ကပကြီးဆရာတွေအရန်ပေါ်တာဆိုတော့သူ့သမီးလေးကိုအဲ့လိုလူမျိုးနဲ့တခုခုဖြစ်သွားမှအရန်စိုးရိမ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွေးရုပ်လေးလည်းအရွယ်ရောက်နေပြီကိုပြီးတော့သူမကိုစိတ်ဝင်စားနေတဲ့သူတွေလည်းပေါ်မှာပေါ့ပဲကျွေးရုပ်လေးပဲကိုသွားနောက်မှအထင်းတယောက်မြင်ပါတယ်။ဒါပေမဲ့တနေ့မှာတော့ဦးချမ်းသာစိုးရိမ်တယ်လို့ပဲတကယ်ဖြစ်လာခဲ့ပါတယ်။အဲ့ဒါကဖခင်မသိအောင်ခိုးထွက်ပြီးလာကြည့်တဲ့ပကြီးပြပွဲတစ်ခုမှာပါ။အဲ့ဒီပကြီးပြပွဲမှာကျွေရုပ်လေးကနန်းနွယ်ဆိုတဲ့ပကြီးဆရာလေးတဦးနဲ့ဆုံတွေ့ခဲ့တယ်။ရှေးဘဝရေဆက်လို့ပြောရမလားမသိပါဘူး။သူတို့နှစ်ယောက်ကမြင်မြင်ချင်းပဲတဦးကိုတဦးချစ်ကြိုက်မိသွားကြပါတယ်။တကယ်ကိုယူမှုမှုပဲအထင်းတော်တွေဘလို့တာလို့မရဘူး။နောက်ဆုံးမှာတော့အထင်းတော်တွေကလည်းတားလို့မရတဲ့အစုံဖခင်ကြီးမသိအောင်သာဖုံးကွယ်ပေးကြရတော့တယ်။နန်းနွယ်နဲ့ကျွေရုပ်တို့နှစ်ယောက်ကလည်းကျွေရုပ်ရဲ့ဖခင်ကြီးသူတို့ချစ်ကြိုက်နေတာကိုသိသွားမှအယမ်းမဲစိုးရင်ကြပါတယ်။သိသွားခဲ့ရင်ဘလို့နည်းနဲ့ပဲဖြစ်ဖြစ်သူတို့ရဲ့ရှေ့ရေးဟာကိုယ်ကွင်းရမှာပဲလေ။သူတို့အဲ့လိုဖြစ်မခံနိုင်ပါဘူး။ဝေးကွာရဖို့ကိုတွေးလည်းမတွေးဘူး။အယမ်းချစ်ကြတဲ့ချစ်သူတွေဆိုတော့နှစ်ဦးစလုံးရဲ့အာယုံမှာပေါင်းစည်းရဖို့ပဲရှိတယ်။ဒီလိုနဲ့တနေ့မှာတော့နန်းနွယ်နဲ့ကျွေရုပ်လေးတို့နှစ်ဦးကချစ်သူတွေရဲ့နောက်ဆုံးရည်ရွယ်ချက်အတိုင်းအဝေးတနေရာကိုထွက်ပြေးသွားကြတော့တယ်။နှစ်ဦးပေါင်းဘဝတစ်ခုထူထောင်ဖို့ရင်ထဲမှာမျှော်လင့်ချက်တွေစိတ်ကူးအိမ်မက်တွေမက်လို့ပေါ့ဒီသတင်းကိုကြားရတယ်ဆိုရင်ပဲဦးချမ်းသာရဲ့ဒေါသတွေအကြီးအကျယ်ပောက်ခွဲသွားတယ်။ဒေါသထွက်လွန်းလို့ဘာမှတောင်မလုံနိုင်မကင်နိုင်တော့ဘူး။စားလို့လည်းမဝင်ဘူးအဲ့လိုလည်းမပြောဘူး။နောက်ဆုံးဒေါသအရှိန်နဲ့အိပ်ရတဲ့ဘုံလဲသွားတော့တယ်။သူရမ်းချစ်တယ်ဆိုတဲ့သူ့ရဲ့တူရီတော်သမီးကျွေရုပ်ကိုလည်းသမီးအဖြစ်မှာဆွန့်လွတ်လိုက်ပါတယ်။မြို့လေးထဲမှာရှိသမျှလူတွေအားလုံးကတော့ဒီသတင်းကိုတအံ့ကြောပေါ့။သမီးစိတ်နဲ့အိပ်ရတဲ့ဘုံလဲသွားတဲ့ဦးချမ်းသာကိုဂယုဏတတ်မိကြသလိုကျွေရုပ်လေးတို့ချစ်သူနှစ်ဦးကိုလည်းတနာမိသွားကြတယ်။ဒါပေမဲ့တနာယုံကလွဲပြီးသူတို့လည်းဘာမှမတတ်နိုင်ပါဘူး။နန်းနွယ်နဲ့ကျွေရုပ်လေးတို့ရဲ့သတင်းကတော့အဲ့ဒီအချိန်ကစပြီးတော့ဘာမှမကြားရတော့ဘူး။လုံးဝကိုအစာအနာပျောက်သွားတယ်။ပျောက်တော့သူရှာရင်တွေ့တေတော့သူကြာလျင်မေ့ဆိုပေမဲ့ရှာလဲလိုက်မရှာကြပါဘူးတေသလားရှင်သလားလဲကြာလာတော့မေ့ပျောက်ပဲဖြစ်သွားကြတယ်တကယ်ပဲမေ့ပျောက်သွားတာလားတမင်ပဲမေ့ချင်အောင်ဆောင်လိုက်တာလားမသိပေမဲ့ဦးချမ်းသာကတော့ထူထူထောင်ထောင်ပြန်ဖြစ်လာလို့အလုပ်တွေတောင်ပြန်လုပ်နေပါပြီဒီလိုနဲ့တနေ့မှာတော့ဦးချမ်းသာကသူ့ရဲ့ကုံတွေကိုသင်္ဘောကြီးတစ်စင်းပေါ်တင်ပြီးအခြားမြို့တစ်မြို့ကိုကုံကူးသွားဖို့ကြံစီနေတယ်သင်္ဘောကြီးကအရန်ကြီးကျယ်ခမ်းနားတဲ့သင်္ဘောကြီးပါဒီပတ်ဝန်းကျင်နီးနားမှာဒီလိုသင်္ဘောမျိုးနှစ်စီးမရှိဘူးလူတွေကုန်တွေအများကြီးဆက်နေအပြင်သင်္ဘောပေါ်မှာစားတောက်ခန်းတွေကစားကွင်းတွေအကခမ်းမတွေတောင်ရှိတယ်လိုက်ပါစီးနှင်းကြမဲ့လူတွေလည်းအများကြီးပဲကလေးငယ်ငယ်လေးတွေကစပြီးအဖိုးကြီးအဖွားကြီးတွေထိအရွယ်ဆုံးပါတယ်တခြားမြို့ကိုတွားရောက်ဖြော်ပြီးမယ်တီဝိုင်းတစ်ခုလည်းပါတယ်တရားဟောဓမ္မဆရာတယောက်လည်းပါဝင်တယ်ပို့ပြီးထူးခြားသွားတာကတော့အဲ့ဒီသင်္ဘောပေါ်မှာဦးချမ်းသာရန်သူလိုသဘောထားတဲ့ပကြီးဆရာကြီးဦးတုမပါလာတာပါပဲသူသမီးကိုခိုးယူထွက်ပြေးသွားတဲ့နန်းနွယ်ရဲ့အဖေပေါ့ဦးတုမကတော့တခြားမြို့မှာကျင်းပမယ်ပကြီးပြပွဲတစ်ခုအတွက်သူ့ရဲ့ပကြီးကားတွေကိုသင်္ဘောနဲ့တင်လာတာပါခရီးကတညာအိတ်ကြမယ်ဒါပေမဲ့ပင်လယ်ပြင်ကိုဖျက်ရမှာမို့အတိအကျတော့ပြောလို့မရဘူး
လေပြင်းမုန်တိုင်းမရှိပဲရာသီဥတုတာယာရင်တော့တညအိပ်ပြီးနောက်တစ်နေ့ညနေဆိုရောက်သွားမှာပါသင်္ဘောထွက်ဖို့အချိန်ကျပြီဆိုရင်ပဲသင်္ဘောကပတိန်ဟာကမ်းကနေသင်္ဘောပေါ်တက်လာပါတယ်သူ့ရဲ့လမ်းလျှောက်ပုံဟန်နေဟန်ထားရုပ်ရည်လက္ခဏာတွေအရတော့တော်ဩဇာကြီးမားမဲ့သူဆိုတာသိထားတယ်ပြီးတော့ကပတိန်ကသင်္ဘောတစ်ပတ်လိုက်စစ်ဆေးတယ်စိတ်တိုင်းကြစစ်ဆေးပြီးတော့မှသင်္ဘောဦးခန်းထဲဝင်သွားပါတယ်ထိုအခန်းထဲမှာကသူအယမ်းမျက်နှိုးရတဲ့ပကြီးကားကြီးတစ်ချက်ရှိတယ်လေတော်တော်တန်မိုးကြည့်ပြီးတော်တော်လဲသဘောကျပုံရလို့အခုလိုသင်္ဘောဦးခန်းထဲမှာတခန်းတနာချိတ်ဆွဲထားတာပါပကြီးကားကြီးကိုစောင့်ချက်ဖို့စောင့်နေချထားတာကိုကြည့်ရင်သိနိုင်ပါတယ်ကဘာကျော်ပကြီးကားကြီးတစ်ချက်ပါပဲမိုနာလီဇာကပတိန်ကထိုမိုနာလီဇာပကြီးကားကိုခြေစုံရက်လို့တမိတမောကြည့်ပြီးတော့မှအဖော်တက်သွားတယ်တင်မော်ကြီးကခေါင်းတိုင်မှမိကိုတွေကိုတလူလူထုတ်ရင်ထွက်ခွာဖို့အာသာပြင်းဖြစ်နေပါပြီဆေလွတ်ခိုင်းစေမဲ့အမိန့်တစ်ခုကိုစောင့်နေပုံပါပဲကပတိန်ကတင်မော်ရဲ့အမြင့်ဆုံးနေရာကနေပြီးတော့ပင်လယ်ပြင်ကြီးကိုတိုင်တယ်ရင်ဆွတောင်းမှုတစ်ခုလုပ်နေတယ်အားလုံးပြီးသွားတဲ့အခါမှာတော့ရှေ့တက်ကိုဥတီရင်လက်တစ်ဖက်ဝေ့ရန်ပြလိုက်တယ်ဆိုရင်ပဲဘောတင်မော်ကြီးကန်းချိန်မှာတရွေ့စတင်ထွက်ခွာလို့သွားပါပြီထွက်ခွာစမှာတော့ခရီးသည်တွေအားလုံးပျော်ရွှင်လို့ပေါ့တင်မော်ကြီးရဲ့ထိုးခွဲမှုကြောင့်အကွဲလွင့်စင်လာတဲ့ရေမုံရေမွားတွေတင်မော်ကြီးနောက်တလိမ့်လိုက်ပါလာတဲ့ပင်လယ်လိုင်းလုံးဖြူကြီးတွေဆွတ်ပြက်တိုက်ခတ်လာတဲ့ပင်လယ်နွေလေပြေတွေနဲ့ခရီးစဉ်ဟာပျော်စရာပါပဲကုန်းဘက်ပေါ်မှာပြေးလွှားဆော့ကစားနေတဲ့ကလေးငယ်တွေလေငင်းခံနေတဲ့ကျင်စဦးဇနီးမောင်နှံတွေအပျော်လိုက်လာကြတဲ့ချစ်သူစုံတွေနဲ့တင်မော်ကြီးကစက်တည်ရှိလို့နေခဲ့ပါတယ်ဥတုမကတော့သူ့အခန်းလေးထဲမှာပကြီးဆွဲလျက်ပဲလိုက်လာခဲ့တယ်။ဦးချမ်းသာကတော့ခဏမငြိမ်ပါဘူး။အခန်းထဲမှာနေလိုက်သူ့ကုန်ပစ္စည်းတွေထားရာကုန်းခန်းဘက်ကိုတွားကြည့်လိုက်နဲ့အန်ဒီရဲ့မရှိပေမဲ့ပူပန်လို့နေတယ်။ဒါဟာချမ်းသာသူတွေမှာတွေ့ရတတ်တဲ့ဒုက္ခတစ်မျိုးပါပဲ။တနာဖို့အလွန်ကောင်းပါတယ်။ဒီလိုနဲ့တင်မော်ကြီးထွက်ခွာသွားလိုက်တာနေလုံးကွယ်ပြောက်လို့ညအချိန်ကိုရောက်လာခဲ့တယ်။ညရောက်ပြီဆိုတော့တင်မော်တစ်စီးလုံးကမီးတွေထိန်ထိန်လင်းပြီးအရန်လှနေတာပေါ့။ကပွဲခမ်းမကြီးတွေမှာကခုံနေကြသူတွေတောက်စားပျော်ရွှင်နေသူတွေနဲ့ဘဝရဲ့စိတ်ပြည့်ငြိမ်ငွေ့မှုတွေကိုခဏကြာမေးပြောက်ထားကြပုံပါပဲအကုန်လုံးကလက်ရှိပြစ္ဆုတ်ပံမှာသာဘဝကိုထည့်ပြီးပေါ်ပါထားကြတယ်ဒီလိုနဲ့နိုင်လက်တံတွေတစ်ခုပြီးတစ်ခုဖြတ်ကျော်လာခဲ့ပါတယ်အချိန်တွေတဖြည်းဖြည်းအကုန်မြန်လာပြီပေါ့အိတ်ဆက်သူတွေအိတ်ဆက်လို့ညတညရဲ့အလဲတဲ့ကိုတောင်ရောက်လို့နီးဖြစ်နေပါပြီကောင်းကင်မကျဲပေါင်းစုံကအလျံညီဝင်းဝါနေပြီးတရွေ့သွားနေတဲ့တင်မော်ကြီးကိုငုံကြည့်လမ်းပြနေတဲ့အောင်ထိုးစင်မှာပဲဒိန်ခတ်အုပ်ထွက်လာတဲ့အတန်ဆိုးကြီးကအိတ်ဆက်သူတိုင်းရဲ့ရင်ကိုလှုပ်နိုးသွားတယ်တင်မော်တစ်စီးလုံးတုံခါပြီးဘဲညာလူးသွားလို့အိတ်ဆက်နေသူတွေအကုန်လုံးရောက်ရက်ခတ်ကုန်ကြတယ်တင်မော်တွင်ရှိနေသူတွေအလုံးလဲအထိတ်တလန့်တွေဖြစ်ကုန်တာပေါ့တချို့ကလည်းဘာတွေဖြစ်ကုန်တာလဲဆိုပြီးအပြင်ထွက်ကြည့်ကြတယ်ဥတုမပကြီးဆွဲနေရကနေပြီးဒိန်းဆိုတဲ့အတန်နဲ့တင်မော်ကြီးရမ်းခါသွားလို့လဲကြမသွားအောင်သူ့ကိုယ်သူအနိုင်ထိန်လိုက်ရပါတယ်။ဘာဖြစ်သွားတာလဲ။ချက်ချင်းမဲ့အခန်းတကာဖွင့်တန်းတွေအပြင်ထွက်ကြည့်ကြတဲ့ခြေတန်းတွေကိုကြားရပေမဲ့သူကတော့ထွက်မကြည့်ဖြစ်ပါဘူး။ခုံပေါ်ထိုင်ပြီးတော့ပဲဆွဲလက်စပကြီးကားလေးကိုကြည့်နေတယ်။အဲ့ဒီအချိန်မှာဦးချမ်းသာကတော့ကုန်းဘက်ပေါ်ရောက်သွားပြီးဥတုမကတော့ထိုင်လျက်ပါပဲ။ဒါပေမဲ့ခဏအကြာမှာတော့တဲ့အကြောင်းတစ်ခုကသူ့အုံနောက်ထဲရောက်လို့လာပါပြီ။ဘာဖြစ်လို့လဲဆိုတော့အပြင်မှာပြေးလွှားတန်တွေအထိတ်တလန့်အော်တန်တွေတစားထက်တစားဆူညံလာတာကိုပြီးတော့တင်မော်ကြီးခုံမောင်းနေရကတဖြည်းဖြည်းနှိပ်ကွေးပြီးရက်တန့်သွားတယ်ဆိုတာကိုလည်းသူခန်းစားမိနေပြီ။ဒါနဲ့ဥတုမှလည်းထိုင်နေရကချရင်အပြင်ကိုထွက်ကြည့်လိုက်တော့ကုန်းဘက်ပေါ်မှာလူတွေပြည့်နေပါပြီ။အားလုံးရဲ့မျက်နှာတွေကလည်းအသက်လောက်နီးစိုးရိမ်မှုတွေနဲ့ပြည့်ရွံ့နေတယ်။ဘာတွေများဖြစ်ကုန်လို့လဲဆိုပြီးအနီးနားကတယောက်ကိုမေးကြည့်လိုက်တော့တင်မော်ဝန်းကကြောက်ဆောင်နဲ့တိုက်မိပြီးပေါက်သွားပြီဗျအခုစက်ခန်းထဲကိုပါရေဝင်ကုန်ပြီတင်မော်ကဆက်သွားလို့မရတော့ရက်သွားပြီဟင်းဥတုမအံ့ဩနေစင်မှာပဲသူ့နားတဲ့ကိုအော်ဟစ်ငိုယိုတန်တွေဆူတောင်းတန်တွေမိကြည့်ဖောက်ကူညီတောင်းတန်တွေစုပြုံပြီးဝင်လာတယ်ဒါပေမဲ့သူထင်ပါတယ်သူတို့တင်မော်ကိုကဲတင်ပေးဖို့မြည်သည့်အကူအညီများရောက်လာမှာမဟုတ်ပါဘူးအချိန်ကညတကောင်ရောက်နေတာကကန်းနဲ့ဝေးလွန်းနဲ့ပင်လယ်ဘဟိုချက်တနေရအကူအညီပေးမဲ့သူရှိတဲ့ထားအောင်ဒစည်းလုံးကိုကဲတင်မှုအချိန်လောက်ကတော့မှမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့တိုက်မိလို့ပေါက်သွားတဲ့လေဝမ်းကဘလောက်ကြီးတယ်မသိပေမဲ့ပင်လယ်ရေတွေကတော့
သင်္ဘောရဲ့အောက်ဆုံးထပ်ကိုနစ်မြုပ်ပြီးဒုတိယထပ်ကိုတောင်တက်ဆပြုလာပါပြီ။ဘာလို့မှလဲသူတို့ဘာလို့ကြမှာလဲအသက်ဘေးမှာလွတ်ဖို့ကြိုးစားကြမှာလားရေထဲခုန်ချပြီးကူးခတ်ဖို့ဆိုတာလဲကန်းကပဲစီနေမှန်းမသိပြီးတော့ရေတွေကရေခဲတမျှအေးဆက်နေတယ်။တေချာတာတစ်ခုကတော့ရေထဲမှာမိနစ်20လောက်နေမိရင်ခန္ဓာတောင့်တင်းပြီးအလိုလိုတည်သွားလိမ့်မယ်။ဘာလို့ကြမှာလဲသင်္ဘောကိုဥဆောင်သူတချို့ကတော့အသက်ကယ်လေးတွေချပြီးခရီးသည်တွေကိုကယ်တင်ဖို့ကြိုးစားနေကြတယ်။သို့ပေမဲ့လည်းအချိန်မလောက်ငါတော့ပါဘူး။သင်္ဘောကြီးကတစားထက်တစားနစ်မြုပ်လာပါပြီ။ပင်လယ်ရေနဲ့ပြပြတွေကလည်းသူတို့ရဲ့ဝမ်းပိုက်ကိုခွဲပြီးသင်္ဘောကိုဆွဲတင်ဖို့အပြင်းထန်ကြိုးစားနေကြပြီ။အဲ့ဒီအချိန်မှာပဲရှုပ်ရှက်ခတ်ပြေးလွှားနေတဲ့လူတွေကြားမှာငူငူကြီးထိုင်နေတဲ့လူတစ်ယောက်ကိုဥတုမှတွေ့လိုက်တယ်။ဦးချမ်းသာဟုတ်ပါတယ်။သင်္ဘောကြီးရဲ့အနာဂတ်သူ့အပါအဝင်ရှိနေသူအလုံးရဲ့နောက်ဆုံးကံကြမ္မာကိုသိနေသူတယောက်ရဲ့မျက်နှာမျိုးနဲ့ငူငူကြီးထိုင်နေတယ်။တကယ်ပါပဲသူတို့အလုံးအခုလိုမဲမှောင်နေတဲ့ရေပင်ကြီးရဲ့ဟိုးအောက်ခြေတနေရာမှာထာဝရအိတ်ဆက်ရတော့မှာပါ။ဥတုမှတရွေ့ရွေ့နဲ့ဦးချမ်းသာစီတို့သွားလိုက်ပါတယ်။ပြီးတော့ဦးချမ်းသာရှေ့မှာခြေစုံရက်ပြီးလက်တစ်ဖက်ကိုထိုးပေးလိုက်တယ်။ပထမတော့ကြောင်းတောင်တောင်နဲ့ဥတုမှကိုမော့ကြည့်နေတာပေါ့။နောက်မှဘာကိုသဘောပေါက်သွားတယ်မသိဘူး။ခေါင်းကိုညှိရင်လက်ကိုပြန်လဲဆုပ်ခိုင်းတယ်။ဒီအချိန်မှာဥတုမှပြောလိုက်တဲ့စကားလေးကတရားကြဖို့ကောင်းပါတယ်။ငါတို့တမလွန်ထိသစိမ်းမဆန်ခြင်းဘူးကွာတဲ့။ဥတုမှစကားကိုကြားတော့ဦးချမ်းသာကလည်းရဲရဲမြကြံတော့တဲ့မျက်နှာနဲ့စကားတခွန်းပြန်ပြောတယ်။ပြီးခဲ့တာတွေအလုံးကြောင့်ငါတောင်းပန်ပါတယ်။နောက်ပြီးခုလိုချင်းနေမျိုးကြုံတွေ့ရချိန်မှာမင်းတို့ကိုလေးစားမိတယ်။ဘာကြောင့်လဲ။ဟိုမှကြည့်လိုက်လူတိုင်းကသူတို့မျက်စိရှိမှရင်သူတို့တည်ဆုံးရမယ့်အရေးကိုတွေးပြီးတွေးပြက်နေကြတယ်။ဒါပေမဲ့မင်းကတော့မထင်ရလောက်အောင်တည်ငြိမ်နေတယ်လေ။ထိုစကားကိုကြားတော့ဥတုမှရောင်ရောင်လေးပြုံးတယ်။ဒါထိတ်လန့်စရာမဟုတ်ဘူးလေကွာ။ငါတို့မှရွေးချယ်စရာမှမရှိတာပဲ။ရှုံးမယ်မှန်းတည်တည်နဲ့အဲ့ဒီအရှုံးကိုထက်ကြောင်နေရင်ငါတို့နှစ်ခါရှုံးဖြစ်သွားမှာပေါ့။ဒီအချိန်မှာကိုတည်ရတော့မယ်ဆိုတာကိုတွေးကြောက်နေမှထက်စားရင်ကိုဘယ်လိုတည်မလဲဆိုတာကပိုအရေးကြီးတယ်။ငါနားမလဲဘူး။အဲ့ဒီအချိန်မှာသင်္ဘောကြီးကတချမ်းဆောင်သွားပါတယ်။အသက်ကယ်လေးရှိရာတစ်ဖက်ထဲမှာပဲလူတွေပြုံနေခဲ့လို့ပါ။တကယ်တော့တိမာကိုမကြောက်တာငါတယောက်တည်းမဟုတ်ဘူးကွာ။ဟိုမှကြည့်လိုက်ဥတုမှညွန်ပြရအောင်ကြည့်ပြီးဦးချမ်းသာအတန်ထွက်တယ်ဆိုရုံလောက်လေးပြန်မိတယ်။ဓမ္မဆရာကိုပြောတာလား။ဟုတ်တယ်။ဒါဟာတကယ်လူစိတ်တဘာဝအမှန်ပဲ။သူတစ်သက်လုံးတရားဟောလာခဲ့တယ်။သူတည်ဆုံးချိန်မှာလည်းတရားဟောရင်းနဲ့ပဲတည်ဆုံးသွားခြင်းမှာပေါ့။လူအနေငယ်ရှိမှတင်မောနှစ်ချင်းသည်သူနှင့်ဘာမှမဆိုင်သေးလားဖျားဟောကျန်းဆောင်ငယ်တော့ကိုခံ၍ရွတ်ဖက်ခြင်းမှုကိုပြုနေတယ်နားထောင်သူတွေမှလည်းအာကိုတစ်ခုဖြစ်လို့ပညာဂယုတစိုက်ပင်နားထောင်လို့တချို့မှဓမ္မဆရာနီးတူပင်လိုက်၍ရွတ်ဖက်နေကြတယ်လူတစ်ယောက်ဟာသူ့ရဲ့နောက်ဆုံးအချိန်မှာသူအသက်တမျှမျက်နှိုးတဲ့အရာကိုဆွဲလန်းတတ်ကြတယ်ဖြစ်နိုင်ရင်အဲ့ဒီအရာနဲ့အတူတူတည်ဆုံးသွားခြင်းကြတယ်သူတို့ကိုကြည့်အောင်ဥတုမှညွန်ပြမှုကြောင့်တင်မောဥတွင်လူအချို့ရှိ၌တရားဟောနေသောဓမ္မဆရာအားကြည့်နေရမှာအကြည့်ကိုလွှဲလိုက်တော့တရောထိုးသူကထိုးမဲဒလင်တီးသူကတီးပလွေမှုတ်သူကမှုတ်နှင့်တည်ဆုံးခြင်းဆိုတာသူတို့နှင့်မဆိုင်သည့်အလားဖန်တီးရာဂီတပေါ်တွင်သာလုံးဝစိတ်နဲ့ထားကြသည့်လူတစုဂီတဆိုတာသူတို့ဘဝပဲသူတို့တစ်သက်လုံးလှုပ်လာတာသူတို့လည်းပဲသူတို့ရဲ့ဇာပနာကိုသူတို့အမျက်နှိုးဆုံးဂီတနဲ့ကြိုဆိုခြင်းကြမှာပေါ့လေဦးချမ်းသာသဘောပေါက်စာပြုလာပါပြီလာငါလိုက်ပြအောင်မယ်ငိုရှိုက်တန်တောင်းမှန်တန်မန်မဲအော်ဟစ်တန်တို့ကိုကြော်လွန်၍ဥတုမကတနေရာကိုဥဆောင်ကခေါ်သွားတယ်အခန်းတစ်ခုရှိရာဟိုမှကြည့်လိုက်ညွန်ပြသည်ကမှန်အလုံးကာထားသောအခန်းတစ်ခုအတွင်း၌မျက်လုံးကိုမိတ်ဆင်းရင်မမမမရက်နေသည့်ကပတိန်တယောက်အတွက်ဒီအခန်းကသူ့ဘဝပဲသူ့ရဲ့ဘဝတစ်လျှောက်လုံးအဲ့ဒီသင်္မောပဲ့ထိန်တလက်ကြီးနဲ့လက်ပွန်းတည်းနေလာခဲ့တာအမှန်အတိုင်းပြောရရင်နော်သူ့ရဲ့အသက်ရှင်မှုအတွက်ရေးပါဆုံးအရာတစ်ခုပေါ့ဦးချမ်းသာကြည့်ပြီးတော့ကပတိန်မှာပဲ့ထိန်တလက်ကြီးဟာတင်းတင်းဆုပ်ခိုင်းရင်မျက်ရည်တွေဖြိုင်ဖြိုင်ကျနေတာကိုတွေ့ရတယ်ကပတိန်ဒီချိန်မှာဘာတွေတွေးနေမှာလဲတင်မော်ကြီးကိုအန်ဒီရဲ့ကင်းစွာမထိန်ချောင်းနိုင်ခဲ့လို့သူ့ကိုယ်သူအပြစ်တင်နေမှာလားဒါမှမဟုတ်တင်မောပေါ်မှာလူအပေါင်းအားလွတ်ငြိမ်းချမ်းသာအောင်မကဲတင်နိုင်ခဲ့လို့ယူကျုံမရဖြစ်နေမှာလားတာဝန်မကျေပွန်နိုင်သူတရားအဖြစ်ကိုဆက်ဆုပ်ယုံမုန်းနေမှာလားငါသာသူ့နေရာမှာဆိုရင်လေဒီပဲ့ထိန်တလက်ကြီးကိုကင်ပြီးပင်လယ်ကြီးဝါမြုံမဲ့အချိန်ကိုစောင့်နေမှာပဲဦးချမ်းသာအန်ကိုတင်းတင်းကျိမ့်လိုက်တယ်သူ့အတွက်ကတော့တေဆုံချင်းရဲ့တန်ဝေကကိုယခုမှရလိုက်သလိုပါပဲဒီလိုနဲ့သူတို့ပြန်လှည့်ခဲ့တော့
တနေရာမှာအခန်းပေါက်တစ်ချက်ပွင့်နေတာကိုတွေ့ခဲ့တယ်။အမှတ်မထင်ကြည့်မိလိုက်တော့ရေတွေကခြေမျက်စိမြုပ်နေပါပြီ။အခန်းထဲမှာဂရင်တစ်လုံးရှိတယ်။ဂရင်ပေါ်မှာသပင်တွေဆွတ်ဆွတ်ဖြူပြီးပရည်နေရည်တွေတွန့်တွဲကျနေတဲ့အဖိုးအိုနဲ့ဖွားအိုနှစ်ယောက်တယောက်ကိုတယောက်လွတ်ထွက်သွားမတတ်ပွေ့ဖက်ချတာကိုတွေ့ရတယ်။ဒီတစ်ခါတော့ဥတုမှရှင်းပြစရာမလိုတော့ပါဘူး။ဦးချမ်းသာလိုလိုသဘောပေါက်သွားပါပြီ။ဒါဟာအချစ်ဆိုတဲ့စကားလုံးနှလုံးရဲ့အဓိပ္ပာယ်ပါပဲ။သူတို့အသက်ရှင်ခဲ့သမျှကာလပတ်လုံးတယောက်အပေါ်တယောက်ဘယ်လောက်ထိချစ်ခဲ့ရဲဆိုတာမြင်ုံနဲ့သဘောပေါက်သွားခဲ့ပါပြီ။ဘာပဲပြောပြောသူတို့နှစ်ဦးရဲ့ရွေးချယ်မှုမှန်ကန်ပါတယ်။ဒီလိုအခြေအနေမျိုးမှာတဦးလက်တဦးစုပ်ကင်ပြီးတော့ပဲတေပွဲဝင်ကြမှာပေါ့။ချစ်သူလက်ကိုစုပ်ကင်ထားရခြင်းဟာတေမင်းကိုစိတ်အခေါ်ရဲဆုံးချိန်မှာပဲ။အဲ့ဒီနောက်မှာတော့ဦးချမ်းသာဆုံးဖြတ်ချက်တစ်ခုကိုတေချာချမိလိုက်ပါပြီ။နောက်ပြီးအန်ကိုတင်းတင်းကြိတ်လို့ဥတုမကိုစကားတခွန်းပြောတယ်။မင်းလည်းမင်းပစီကားတွေနဲ့ပဲအဆုံးသတ်မှာပဲလား။သိကြတာပေါ့။ငါဘယ်လိုသိရမယ်ဆိုတာသဘောပေါက်သွားပြီ။ဥတုမကြည်ကြည်နက်နက်တစ်ချက်ပြုံးမိလိုက်ပါသည်။ဝမ်းသာပါတယ်ကွာ။ထို့နောက်မှာတော့ဥတုမလည်းရေပမာဏတော်တော်များနေပြီဖြစ်တဲ့အခန်းထဲကိုဝင်သူတသက်တာရွတ်တုခဲ့ရတဲ့ပကြီးကားတွေကိုတယူတရပွေဖက်ထားလိုက်တယ်။ရေတွေအခန်းထဲမှာတရရိပ်မြင့်တက်လာပြီးသူ့ကိုဖုံးလွှမ်းသွားမဲ့အချိန်ကိုစောင့်လို့ပေါ့။ဦးချမ်းသာကတော့သူ့ကုံစီတွေထားရအခန်းကိုခက်ခက်ရအောင်သွားခဲ့ပါတယ်။ဟုတ်တယ်လေဒါကသူ့တစ်သက်လုံးပင်ပန်းရှာထားခဲ့ရတဲ့ဥစ္စာတွေလူတွေရဲ့သဘာဝပါပဲ။တေဆုံးကနေ့အချိန်တွေမှာစိတ်ရောက်သွားရဌာနကိုဆွဲတက်ပြီးအဲ့ဒီအဆွဲနောက်ကိုဝိညာဉ်ပါသွားတတ်တယ်ဆိုပေမဲ့တကယ်မှာကောင်းရာမွန်ရာကိုစိတ်ဆွဲတတ်တာရှားပါတယ်။ဒီလိုနဲ့ပဲတင်မောကြီးဟာတစားထက်တစားနစ်မြုပ်လာခဲ့တယ်။တင်မောတဝရေပြင်တွေမှာလည်းကူးခတ်သူတွေနစ်မြုပ်သူတွေအသက်ငင်နေသူတွေနဲ့မြင်မကောင်းအောင်ပါပဲ။တေချာတာတခုကတော့ရှင်တန်ချင်းဆိုတာသူတို့နဲ့ဆန့်ကျင်ဘက်အရက်ကိုရောက်သွားပါပြီ။နာရီပိုင်းမှာပဲတင်မောရဲ့အမြင့်ဆုံးခေါင်းတိုင်အောင်ရေတွေဖုံးလွှမ်းသွားတော့တယ်။ဝိညာဉ်မဲ့ခန္ဓာတွေကတော့မြင်မကောင်းအောင်ပေါ့။ဒါပေမဲ့တန်ဝေကဖြစ်စရာအကောင်းဆုံးမြင်ကွင်းတစ်ခုကရေပြင်ပေါ်မှာတင်ကြံနေခဲ့တယ်။အဲ့ဒါကမိုနာလီဇာဆိုတဲ့တန်ဖိုးအကန့်အသတ်မဲ့ကဘာကျော်ပကြီးကားကြီးကရေပေါ်မှာပေါ်လော်မျောပါလို့ကုသူမရှိကဲသူမရှိဒီအချိန်မှာကဘာကျော်ဆိုတာဘာလဲတန်ဖိုးဆိုတာဘာလဲပုံမြင်ဆုံးသွားတော့အားလုံးမှာတိတ်ဆိတ်ပုံမြင်နောက်တစ်ပုတ်ကြံသေးတယ်ဒါပေမဲ့အဲ့ဒါတော့နောက်ပတ်မှာပြဖို့ငါစဉ်းစားထားတယ်ထို့နောက်ဝေဖြိုးကလွဲအိတ်ကိုဆွဲရင်ချရသည်ပြီးတော့ပုဂ္ဂပြားတေးချာတစ်ချက်ကြီးကတကယ်တော့ငါဒီပုံမြင်တွေမင်းကိုပြချင်တာမဟုတ်ဘူးသက်ဆိုင်ရာမိဘတွေကိုပြချင်တာရှင်အပြင်ဘက်မှာနေကျဲပူနေပါ၏အထက်ပါပုံမြင်မှာတိုက်တန်းနဲ့ရုပ်ရှင်ဇာတ်ကားမှာရရှိခဲ့သောတေဆုံးခြင်းအဘိဓမ္မာတစ်ခုဖြစ်ပါသည်